မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ GX7 YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့အတွဲခေါ်မြင့်တဲ့သူဖြစ်ဖို့စဉ်းစားပုံကိုဖော်ပြပေးခြင်းပါတယ်ဘာကြောင့်တချို့လူတွေကဘဝမှာအောင်မြင်ကြတာလဲဘာကြောင့်တချို့လူတွေကတနေရာထဲမှာပဲကြံနေကြတာလဲအဖြေကတစ်ခုတည်းပါပဲတွေးခေါ်ပုံမတူကြတာပါတာမန်လူတွေကတော့အရာရာတိုင်းကိုအနှဲငယ်ပဲတွေးလေသူတယောက်ဖြစ်တယ်။တဒနာဖြစ်ပြီဆိုရုံနဲ့ပဲစိတ်ဆိုးစိတ်ညစ်စိတ်ပူတက်ကြပါတယ်။ဒါဖြင့်အတွေးခေါ်မြင့်တဲ့သူတယောက်ဖြစ်ဖို့စဉ်းစားပုံတွေကိုတစ်ခုချင်းစီပြောပြပေးပါမယ်။နံပါတ်1အရာရာတိုင်းကိုလေးလေးနက်နက်တွေးပါ။တယောက်ယောက်ကတင်ပြောတာတွေကိုတဘိုးမတူတဲ့အခါတင့်ကိုအနုလက္ခဏာတွေနဲ့ပြောတာတွေကိုကြုံတဲ့အခါချက်ချင်းတုံ့ပြန်မနေပါနဲ့။အဲ့ဒီအချိန်မှာကိုယ်စိတ်ထဲကိုပြန်မေးပါဒါကဘာသင်ခန်းစာပေးမလဲအတွေးခေါ်မြင့်တဲ့သူဆိုတာအပေါ်ယံမတွေးပဲလေးလေးနက်နက်စူးစမ်းတတ်သူဖြစ်ပါတယ်သူတို့အတွက်အပြစ်ဆိုတာမရှိပါဘူးသင်ခန်းစာပဲရှိပါတယ်နံပါတ်2ပြဿနာတွေကိုသင်ခန်းစာအဖြစ်မြင်ကြည့်ပါဘဝမှာအခက်ခဲတွေကမကုန်နိုင်ပါဘူးဒါပေမဲ့အတွေးခေါ်မြင့်တဲ့သူဆိုတာပြဿနာတစ်ခုကိုမြင်တာနဲ့ဒါကအောင်မြင်မှုလို့ထင်မြင်ယူဆပါတယ်သူတို့ကဒါဟာသင်ခန်းစာတစ်ခုပါနောက်တစ်ချိန်ပိုကောင်းအောင်လုပ်မယ်လို့တွေးပါတယ်ဒီလိုစဉ်းစားခြင်းကစိတ်ဓာတ်အလုံးခိုင်မာစေပါတယ်နံပါတ်3မေးမြန်းတတ်သူထက်ပါစေအတွေးခေါ်မြင့်တဲ့သူတွေကမေးမြန်းတတ်ကြပါတယ်ဘာကြောင့်လဲအခြားနည်းလမ်းရှိနိုင်မလားစသဖြင့်မေးတတ်ပါတယ်မေးမြန်းတတ်သူဆိုတာသင်ယူတတ်သူဖြစ်ပါတယ်သင်ယူတတ်သူဆိုတာအမြဲတိုးတက်နေသူဖြစ်ပါတယ်တခါတလေမေခွန်းတစ်ခုကဘဝတစ်လျှောက်လမ်းသစ်ဖွင့်ပေးတတ်ပါတယ်နံပါတ်4တခြားသူရဲ့အမြင်ကိုနားလည်ပါအတွေးခေါ်မြင့်တဲ့သူဆိုတာကိုယ့်အမြင်နဲ့မတူတဲ့သူတွေကိုတန်တရားမဝင်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းကသူ့ဘဝအတွေ့အကြုံကိုအခြေခံပြီးတွေးတတ်ကြလို့ပါတခါတလေသင်နားမလည်တဲ့အမြင်တွေကသင်စိတ်ကိုဖွင့်ပေးတတ်ပါတယ်အဲ့လိုနားလည်တတ်သူတွေကစိတ်အေးချမှုရှိပါတယ်နံပါတ်5အနာဂတ်အမြင်ရှိပါအခုလှုပ်ဆောင်ထားတာတွေကနောက်တစ်နှစ်နေရင်ဒါမှမဟုတ်နောက်3နှစ်လောက်မှာဘလို့အကျိုးရှိမလဲဆိုတာကိုတွေးပါအနာဂတ်အမြင်ရှိတဲ့သူတွေကအခုလက်ရှိအခါလဲတန်ဖိုးရှိပါတယ်အတွေးခေါ်မြင့်တဲ့သူတွေအတွက်ကတော့ဒီနေ့တရက်ကလည်းတိုးတက်မှုအတွက်အခွင့်အရေးလို့တွေးပါတယ်နံပါတ်6စိတ်အေးအေးနဲ့ဆုံးဖြတ်တတ်ပါစီစိတ်လုံရှားတဲ့အချိန်ကဆုံးဖြတ်ဖို့အဆင်မပြေတဲ့အချိန်ဖြစ်ပါတယ်အတွေးခေါ်မြင့်တဲ့သူတွေကစိတ်အေးအေးနဲ့ဆုံးဖြတ်တတ်ကြပါတယ်သူတို့ဟာအဖြေမှန်ကဘာလဲလို့မေးတတ်ပေမဲ့အဖြေကဘလို့နီးလန်းထဲမှာမှန်နိုင်မလဲလို့အမြဲတွေးတတ်ကြပါတယ်တခုတလေတင်ဘဝမှာလဲအောင်မြင်မှုမရှိတဲ့အချိန်တွေရှိနေပေမဲ့အဲ့ဒီအချိန်တွေကတင့်အတွေးခေါ်ကိုမြင့်တင်ဖို့လေ့ကျင့်ခန်းတစ်ခုပဲထစ်တတ်ပါတယ်အတွေးခေါ်မြင့်တဲ့သူတယောက်ရဲ့ဘဝကပြောင်းလဲမှုမရှိတာမျိုးရှားပါးသလောက်ပါပဲတင့်ဘဝတန်ဖိုးရှိလာဖို့တင့်အတွေးတွေကိုပြောင်းဖို့ပဲလိုပါတယ်ဒီနေ့မှစပြီးအရာရာတိုင်းကိုလေးလေးနက်နက်တွေးပါပြဿနာတိုင်းကိုသင်ခန်းစာယူပါမေးမြန်းတတ်ပါစေဒါဆိုရင်တင့်ရဲ့အတွေးခေါ်ဟာမျော်လင့်ထက်ပိုမြတ်လာပါလိမ့်မယ်ဒါဆိုရင်လူကြီးမင်းရဲ့အတွေးစဝင်လာတဲ့အရာကိုကောမန့်ရေးခဲ့လို့ရပါတယ်တခုခုထိသွားတယ်ဆိုရင်ဖြင့်ကျွန်တော်ကျေနပ်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလူကြီးမင်းတို့အတွက်စိတ်ခွန်အားဖြစ်စေမဲ့ဘ ഹു ထုတာတခုခုနဲ့အတူပြန်လာခဲ့ပါမယ်